ဒီနေ့တော့ကြည့်ရတာလဲအရန်လာစားရတာလဲအရသာရှိတဲ့ pink Oreo creamy cake လေးလုပ်ပြမယ်နော်မီးဖို့မလိုဘူးအိမ်မှာပဲလွယ်လွယ်နဲ့လုပ်လို့ရတဲ့ဒီမုံလေးကိုဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်ရအောင်အရင်ဆုံးပန်းရောင် Oreo မုံလေးတွေကိုအိတ်ထဲထည့်ပြီးကြေအောင်ထောင်းလိုက်ပါမယ်ပြီးရင်အရေးကြိုထားတဲ့ထောပတ် butter နည်းနည်းထည့်ပြီးသမအောင်ရောနယ်လိုက်ပါအဲ့ဒီနောက်မုံပန်းနဲ့ထည့်ပြီးပြားသွားအောင်ဖိပေးလိုက်ရင်အောက်ခံ layer လေးရပါပြီ cream layer အတွက် cream cheese ကိုတကြားမုံနဲ့ဗနီလာအနှစ်နည်းနည်းထည့်ပြီးစက်နဲ့သမအောင်မှွေပါမယ်ပြီးရင်တော့ coconut milk သို့မဟုတ်လို့လေးထည့်ပြီးမုံသားလေးပျော့ပြောင်းသွားတဲ့အထိထပ်မှွေပေးလိုက်ပါအခုအဖြူရောင် cream ထဲကတဝက်ကိုခွဲယူပြီးပန်းရောင်မှုတ် strawberry powder သို့မဟုတ် food coloring နည်းနည်းထည့်ပြီးမှွေလိုက်ရင်လှပတဲ့ပန်းရောင် cream လေးရပါပြီအရင်ဆုံးအဖြူရောင် cream ကိုအောက်ခံ layer ပေါ်မှာညီအောင်ဖြန့်ခင်းပါအဲ့ဒီနောက်ပန်းရောင် cream ကိုအပေါ်ကနေညီညာအောင်ထပ်ဖြန့်ပေးလိုက်ပါဒါဆိုရင်တော့ရပါပြီရေခဲတက်တာထဲမှာအနည်းဆုံး2နာရီလောက်အေးခံလိုက်ပါထွက်လာရင်တော့အရသာလဲရှိကြည့်ရတာလဲလှတဲ့ pink Oreo cake လေးကိုစားသုံးနိုင်ပါပြီတကယ်လို့ရတာလွယ်တယ်နော်ဒီဗီဒီယိုလေးကိုသဘောကျရင် like share လုပ်ပေးဖို့မမေ့နဲ့ဦးနော်